Cuma ini di pesawat kau, cuma ini di pesawat kau. Cuma mas, kalau tidak dulu tidak jawab deh, tidak jawab. Coba betul nama macam-macam biar bau no. Aku cuma biar jenis tu bawa. Lo kai ma. Lo kai ma. Aku cedek tu ribu. Sami macam jawab ni. Cuma mak pulau yo tu hari. Pulau yo tu hari. Tu nu bila, tu sabi bila, tu tahu bila, tu baru mulai sore ya. Cuma pusing mulu. Macam dia bukan balik ni. Cuma naulah ngayan ni suai. Sini jenis jiwawi. Sini ni kena lala gule tu ada cizu temai. Cuma ni turun ni aku tapi ni naik mati deh. Cuma baca, cuma kiri tu ada, cuma lu ni cuma nampak ni. Nam jauh jangan turun awak no. You ni isi ni tak tahu no. Bila cuma Facebook dia friend no, you tu mini ni le. You tu mini ni le. Cuma you tak ada milu ya. Mumi kau. Nanti ni cuma ni jalan nak semua. Bila cuma tu ni pada kita mama memilah ni. Kemarin. Okay. Cuma tahu makan hati deh. Jadi aku cuma tahu makan hati deh. Kurang. Pada itu ni, mak tidur piau lain mak tidur amal ni. Cuma di jauh ni piau tu. Bila tahu bahu, cuma bom ni. Cuma bom ni yang biar deh. Di luar thà đây double đi tiền bí vậy. Thì mà cho màပြောဖို့လိုအပ်ပြီးလို့အဲ့လိုချိန်မှာကျွန်မပြောဖို့လိုအပ်ပြီးလို့ကျွန်မယုံကြည်တယ်ငိုနေလဲငါတက်ထူးမှလားဆိုပြီးတော့ကျွန်မချစ်သူကဘလောက်ပဲစီးရဲဘလောက်ပဲမပြေဆုံးသူကျွန်မမြင်ပြောရဲစာရိတ္တကောင်းတော်ပြီကျွန်မလည်းစာရိတ္တကောင်းဖို့တော့ကျွန်မကြိုးစားမယ်လို့ကျွန်မရဆက်လောက်သွားတာကျွန်မဆက်လာပိုင်းနဲ့ခံစားနေရတာပါကျွန်မဒီနေ့ကျွန်မအရင်နာကျင်တယ်ကျွန်မတပုံလေးတော့ပြန်ပေးပါသူလည်းအိမ်အောင်ကြတော့မှာပဲလို့ကျွန်မကြားတယ်ပေါ့နော်အဲ့တော့
ကျမကိုရေးရဆက်လောက်သွားပြီတို့မိသားစုပေါ်လေးပြောရွှေ့ပါစေကျမသူများရှိရမျက်ရည်ချူတာမဟုတ်ဒါပေမဲ့ကျမတို့လိုက်တယောက်ပြီးတယောက်ဖုန်းနဲ့ဆက် message တွေရမေး message တွေရမေးကျမဘလို့ကဆက်ပြီးရှင်းလို့မရဘူးမအလောက်ကြီးတီလုံးမလို့ကျမမထင်ဘူးကျမတရတိုင်းနာမောင်နှမတွေလည်းကျမတောင်းပန်ပါတယ်ကျမဘလို့နည်းနဲ့မှခွမလို့နိုင်ဘူးဆိုတာတဲ့ဒီမခံနိုင်လို့အားလုံးကျမပြောပြတဲ့အချက်ဖြစ်ပါတယ်ကျမလုံးဝရည်ရထားတာမရှိဘူးဒါပေမဲ့ကျမတပ်ပုံတောင်းနေချိန်မှာသူရဲ့မျိုးသမီးလားသူလည်းတော့မသိဘူးတော့နော်အကုန်လုံးကကြီးနေညပြီးပြန်ပြီးတယ်ကျမလည်းအခွင့်ပြီးမှသူတို့တွေပတ်သက်ကြတာမဟုတ်ဘူးကျမလည်းပတ်သက်တယ်နေနေမှသူတို့ပတ်သက်ကြတာပါကျမသူတို့တော့တွေ့ရချိန်မှာလည်းကျမကိုပြုံးလေးနဲ့ကျမကိုပြုံးလေးနဲ့ပဲရောက်စလို့သူကောက်မှလေးတော့ပဲသူစိုးရင်လည်းကျမလက်ဖြားနေအောင်မတွေ့ခဲ့ပါဘူးဒီကမလေးကျမလက်ဖြားနေအောင်မတွေ့ခဲ့ပါဘူးဒါပေမဲ့လူမျိုးတွေအရင်ချစ်ကြတဲ့လူတယောက်ကိုကျမတို့တိတ်ခါချတာလည်းမဟုတ်ဘူးရှက်ခွဲတာလည်းမဟုတ်ဘူးကျမနာမည်လည်းတက်မပြောပါဘူးနော်ဒါပေမဲ့ကျမအဲ့ဒီလိုမျက်ရည်ကျနေပေမဲ့သူမကြပါစေနဲ့ပဲကျမဆူတောင်းပေးပါတယ်ကျမဘာမှလည်းပြောစရာမရှိပါဘူးဒီနေ့အနောက်ဆုံးပါပဲဒါပေမဲ့နောက်ဘက်တော့မှကျမတို့နောက်ဘက်တော့မှသူ့အကြောင်းလာမနေပါနဲ့ရှင်ကျမအရင်လည်းကြောက်သွားပါပြီသူကအလောက်ကြီးထိတော့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးစတိုက်ကိုနှစ်ယောက်ပေါင်းပြီးတော့ဘောနော်โอเคလို့ကျွန်မမြင်ပါတယ်ကျွန်မရဲ့နာမည်ဆိုရဲကျွန်မမတွက်ပါဘူးကျွန်မနာမည်ဆိုရဲကျွန်မမတွက်ပါဘူးကျွန်မတို့နှစ်ယောက်စလို့တောင်းမဲ့ခဲ့အဲ့တော့ကျွန်တော်ခွဲချက်မရှိဘူးကျွန်မပရိသတ်ဆိုရဲဒီကောင်မလေးရှမ်းမြေချူယူရလည်းမဟုတ်တော့ဘူးကျွန်မကိုစက်တိုင်းလုံးလာတယ်လို့ဖြစ်တော့ကျွန်မမခံစားနိုင်လို့ရှင်းပြလိုက်တာပါလူတွေကလည်းတင်းကြရဲဟုတ်လားလို့မေးလာတယ်ပေါ့ပါသူတို့လည်းလွတ်လပ်တွာလာလို့ရသူတို့လည်းလွတ်လပ်တွာလာလို့ရကျွန်မနောက်ဆုံးပြေးခဲ့ပါတယ်ကျွန်မသူပဲပါလို့သူရှိမှရက်တည်ခဲ့တယ်သူရှိမှကျွန်မတတိုင်းကိုကားပြီးခဲ့တယ်သူမကြည့်နဲ့လည်းကျွန်တော်ညှိနှိုင်းခွင့်ရှိပါတယ်ဒါပေမဲ့အောက်ကြီးဒီလောက်သွားလို့တော့မကောင်းဘူးနော်သူတို့အိမ်တော်မိသားစုတွေပျော်ရွှင်ပါစေဖျားပါတဲ့အိမ်တော်လေးဖြစ်ပါစေကျွန်မမျက်ရည်တွေအတူတူမဖြစ်ပါဘူးကျွန်မဒီနေ့ဒီလိုပဲဝမ်းနဲ့လို့သာမျက်ရည်ကျမိရပါကျွန်မရဲ့ရှင်းနဲ့နောက်လာ9ရက်နေ့ကျရင်ကျွန်တော်တို့ရှင်းနေတိတိပြပါပြီကျွန်မနောက်ထပ်တစ်ချက်လေးကိုလောက်စုပြချင်ပါတယ်အားလုံးပြီးဖြစ်တဲ့အတွက်ကျွန်မဆုတောင်းပေးကြပါမိမိဘာသာတရားနဲ့ဆုတောင်းပေးကြပါကျွန်မခွေလေးထွက်ခါနေကျွန်မအရင်ကြိုးစားနေတယ်ကျွန်မအနာဂတ်မိသားစုဘဝလေးထူတာပဲကျွန်မအမေကိုလည်းကျွန်မမြန်မိုးဆိုးမလေးအဲ့တော့ကျွန်မမျိုးလည်းကျွန်မကြည့်ရမယ်ကျွန်မခင်မွန်အတွက်လည်းကျွန်မခင်မွန်အတွက်လည်းကျွန်မဇနီးကောင်းဖြစ်ရမယ်ကျွန်မသားသမီးအတွက်လည်းကျွန်မရဲ့အမေလိုမိခင်ကောင်းဖြစ်ရမယ်ကျွန်မချွေးမကောင်းတယောက်လည်းဖြစ်စေလို့ကျွန်မကြိုးစားနေပါတယ်
မဲ့အဲ့ချိန်တွင်းမှာရှင်းနေတဲ့ခုနလာကိုလဲသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့ကနေကျေးဇူးတင်အောင်ပြောချင်ပါတယ်ကျမခွေပြီးထွက်ခဲ့နေပါကျမအမတ်တရားအနေနဲ့လက်ဆောင်လေးပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ကျမလေးတခုလေးတော့ကျမချစ်တဲ့ညီကောင်မောင်နှမတွေပြောချင်ပါတယ်ကိုချစ်တဲ့သူလို့တမပြီးကိုတကယ်လက်တွဲမဲ့လူလို့တမထားရင်အဆိုင်ခဲတွေမထားပါနဲ့မကြည်နဲ့ရင်မကြည်နဲ့ဘူးပြောပါစင်မပြေဘူးပြောပါတယောက်နဲ့ရန်သူတွေမှမဟုတ်တာဒီလိုရွက်တာလူဒုက္ခပေးတာဘယ်ကောင်းမလဲကျမခွေလေးရဲ့နမရချစ်လို့ကျမရဲ့ခွေနမရချစ်လို့ဆိုကျမလူတိုင်းပေါ်မှာမေတ္တာတရားနဲ့ပဲအဆုံးသတ်ပြရမှာပေါ့နော်ဒါပေမဲ့ကျမချစ်တယ်သူမရှိတော့ဘူးအဲ့တော့ဒီကောင်မတို့လည်းပို့ပြီးချစ်ပေးပါလို့ကျမမျောနေတဲ့ဖုန်းလေးမလာတော့ဘူးကျမနှုတ်ဆက်နေကြညအိတ်ခဏ message မလာတော့ဘူးကျမစိတ်ဘူးမလို့မရှိဘူးအဲ့တော့ကျမအရင်ထက်ကျမဒီကောင်မတို့လည်းပို့ချစ်ပေးပါလို့ကျွန်တော်မြတ်တာရခံပါတယ်nhìn ta do chỉ đến lòng na trên thật tu nhưng không năng ngô sống ngô thu ye vắt khu lòng ngô cô li bi a chân mê mà trên mà bi a là khi cứ ra trên khu li cho qua ra ấp yên mà quê số mà quê tu li vô trái mà quê nhìn ta do chỉ nên lắng na trên thật tu nhưng không năng ngô sống vắt khu lòng ngô cô li bi a trường lệ mà thêm mà bi ang là cái cứ ra đến khu li thoa qua toa kiếm mà quên số mà quên tu li bỏ trái mà quên
ဒီနေ့ကျမတို့သူတို့ပြန်ပြီးတဲ့ပစ္စည်းလေးပေါ့နော်သူနဲ့ကျမနဲ့အမှတ်တရထားခဲ့တဲ့ပစ္စည်းလေးပေါ့အိုးညီနေအဲ့ဒါလေးကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျမဒီနေ့ကစပြီးခြားသူရဲ့ခင်မုန်းခြားသူရဲ့ပတိရချောင်းလည်းမပြောဘူးပတိလည်းမရပါဘူးကျမကိုသူပြန်ပေးလိုက်တဲ့သူ့လက်ထဲမှာဆွဲထားတဲ့ဆွဲကြိုးလေးရဲ့သူ့လက်မှာဆွတ်ထားတဲ့လက်စွပ်လေးရဲ့ပေါ့နော်အဲ့အတွက်ကျမတစ်ချင်းနှစ်ပုတ်ဆိုတော့ဆွဲပြီးတော့ကျမဆိုခဲ့ပြီးပြီအဲ့ဒါဒါရီအားလုံးပြီးသားပါပြီဒါရီအားလုံးပြီးသားပါပြီအမေကျမပြောချင်တာသစ္စာမဲ့တယ်ဆိုတာဘယ်နေရာဘယ်ဒေသမှာပဲဖြစ်ဖြစ်မကောင်းပါဘူးကျမလောကကြီးမှာတဏှာကဘဝတစ်ခုမဟုတ်ပါဘူးလောကကြီးမှာတဏှာဒီကမပေါ့တယောက်နဲ့တယောက်ချစ်ချင်းမေတ္တာသစ္စာမေတ္တာကျမမှာအဲ့ဒါအပြည့်ရှိပါတယ်ကျမရဲ့ချစ်သူပေါ်မှာကျမသစ္စာရှိခဲ့တယ်ကျမချစ်သူပေါ်မှာကျမအများကြီးမျှော်လင့်ခဲ့တယ်မှန်ပါတယ်ကျမအရန်စီကံကြီးရဲ့လို့ပြောတာကျမအရန်စီကံကြီးခဲ့ပါတယ်ဘာလို့စီကံကြီးလဲလို့ပြောရင်ကျမကိုယ်တိုင်လည်းဘယ်ယောက်ျားနဲ့မှမပတ်သက်ဖို့ဆုံးဖြတ်ထားပြီးသားလေသူလည်းအဲ့လိုမျိုးပဲဖြစ်မယ်လို့ကျမထင်ခဲ့ရကျမဘယ်လိုဖြစ်ပါရအောင်လဲကျမမသိဘူးတက်လာမှာပါ
ကျမဒီလိုမျိုးကြောက်ပြီးဆိုရင်အရှက်မရှိတဲ့လူတွေပဲအရှက်မရှိတဲ့လူတွေပဲမျက်နှာကြောက်လိုက်တယ်ဘာလို့ friend ကိုကျမတို့လောက်သွားတယ်ကျမထက်နှစ်နှစ်သုံးနှစ်လောက်ကျမခု20ခွန်ဆိုတော့25လောက်ရှိမယ်ထင်တယ်ပေါ့နော်သူဘာမှအဆင်ပြေပါစေကိုကျမဘာမှပြောချင်ပါဘူးသူဘာမှအဆင်ပြေပါစေမတင်ပါဘူးကျမဆုံးဖြတ်ချက်မှန်တယ်လို့ကျမသတ်မှတ်ပါတယ်ကျမရဲ့စိတ်ဓာတ်ကကျမလက်ထဲမှာရှိနေတဲ့အချိန်မှာကျမကောင်းကောင်းမွန်မွန်ထိန်းထိန်းသိမ်းသိမ်းထားမယ်